အားလုံးပဲမင်္ဂလာပါဒီနေ့မျှဝေပေးခြင်းတဲ့ဗီဒီယိုကတော့အင်းလေးမှာရေပေါ်စိုက်ခင်းတွေဆိုတာဘယ်လိုမျိုးလဲဘာတွေစိုက်ကြလဲဆိုတဲ့ဗီဒီယိုဖြစ်ပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့ရွာကတော့အင်းထဲမှာရေပေါ်စိုက်ခင်းတွေအများဆုံးတွေ့ရတဲ့မီနီကုန်းဆိုတဲ့ရွာလေးပဲဖြစ်ပါတယ်ဒါကတော့ရေပေါ်စိုက်ခင်းတွေကိုတွားလေ့လာမဲ့လမ်းမှာတွေ့ရတဲ့ဘူးစိုက်ခင်းတွေပဲဖြစ်ပါတယ်အင်းလေးဒေတာဟာမြေစီနေရောစာအရန်ကောင်းမှုတဲ့အတွက်ကြောင့်မလို့ဘာအသီးနှံတွေပဲစိုက်အရန်ကိုအောင်မြင်ဖြစ်ထွန်းကြပါတယ်ဒါကတော့ရေပေါ်စိုက်ခင်းတွေကိုတွားလေ့လာဖို့အတွက်လေစိတ်ကိုတွားတဲ့လမ်းလေးပဲဖြစ်ပါတယ်ဒါကတော့လေငယ်တွေဆက်လေတွေထားတဲ့လေစိတ်ပဲဖြစ်ပါတယ်အင်းလေးဒေသမှာဆက်လေတွေကလည်းတည်ယူပို့ဆောင်ရေးကဏ္ဍအတွက်မရှိမဖြစ်အရေးပါတဲ့စက်တက်ရင်တွေပဲဖြစ်ပါတယ်ဒါတွေကတော့တည်ယူပို့ဆောင်ရေးအတွက်အသုံးပြုတဲ့ဆက်လေကြီးတွေပဲဖြစ်ပါတယ်ရေပေါ်စိုက်ခင်းတွေကိုလေ့လာဖို့အတွက်လေစိတ်ကနေစပြီးတော့ထွက်ပါပြီအင်းလေးမှာလှေကတွာလာရေးအတွက်မရှိမဖြစ်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။အိမ်တိုင်းမှာအနည်းဆုံးကိုယ်ပိုင်လေငယ်တစ်စီးစီကတော့ရှိကြပါတယ်။အခုမြင်ရတဲ့အစာအုပ်ငယ်လေးကတော့ရေသိမ်းလို့ခေါ်ပါတယ်။အင်းလေးဒေသမှာရှိတဲ့ရွာတိုင်းမှာကိုယ်ပိုင်စီးပွားရေးတွေကိုယ်ပိုင်လုပ်ငန်းတွေရှိကြပါတယ်။စိုက်ပျိုးရေးလုပ်ငန်းလုပ်တဲ့ရွာတွေငါးဖက်လုပ်ငန်းလုပ်တဲ့ရွာတွေကိုယ်ပိုင်လက်မှုလုပ်ငန်းလုပ်တဲ့ရွာတွေဆိုပြီးတော့မှရှိကြပါတယ်။ခီးသွွားလုပ်ငန်းကိုအခြေပြုပြီးတော့မှအသက်မွေးဝမ်းကြောင်းပြုကြတဲ့ရွာတွေလည်းရှိပါတယ်။ရေပေါ်စိုက်ခင်းတွေကိုလေ့လာခြင်းနဲ့ဆိုရင်ကေလာရွာ၊နီကုန်းရွာအစရှိသဖြင့်ရွာတွေကိုတွားရောက်လေ့လာလို့ရပါတယ်။အခုမြင်နေရတာကတော့ရေပေါ်စိုက်ခင်းတွေလုပ်ဖို့အတွက်ရေပေါ်ကျုံအကျန်းတွေပဲဖြစ်ပါတယ်။ဝက်လုံးတွေနဲ့ထိုးစိုက်ထားခြင်းဖြင့်တနေရာကနေတနေရာကိုရွေ့သွားစီမှာမဟုတ်ပါဘူး။ဒါကတော့ခရမ်းကျင်စိုက်ခင်းထဲမှာလုပ်ငန်းဝင်နေတဲ့လေငယ်လေးပဲဖြစ်ပါတယ်။အသင့်ခူးထားပြီးတဲ့ခရမ်းကျင်သီးတွေကိုဂုံတယ်စီပို့ဖို့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်။ရေပေါ်စိုက်ခင်းတွေမှာအဓိကထားစိုက်တဲ့အသီးနှံကတော့ခရမ်းကျင်သီးပင်ပဲဖြစ်ပါတယ်။အခြားစိုက်ပျိုးသီးနှံတွေဖြစ်တဲ့ဘူး၊တခွား၊ဖယုံ၊ခရမ်း၊ပဲမျိုးတို့ကိုလည်းစိုက်ပျိုးကြပါတယ်။ဒီမီနီကုန်းရွာလေးရဆိုရင်အင်းလေကောင်တဲ့လောက်မှရှိပါတယ်။အင်းလေးကိုရောက်ဖို့သူတိုင်းပြီးကြမြင်ကြတဲ့ဟင်းသာရုပ်အထိမ်းမှန်ကြောက်တိုင်းနာမှာရှိတာပါ။အင်းလေးကိုဘယ်ချိန်ပဲရောက်ဘယ်နှခါပဲရောက်ကြည့်ရတာဘယ်တော့မှယူမသွားနိုင်တဲ့အင်းလေရေပြင်ကျဲကြီးပဲဖြစ်ပါတယ်။အခုမီနီကုန်းရွာကညီလေးတယောက်ရဲ့ရေပေါ်စိုက်ခင်းကိုသွားမှာဖြစ်ပါတယ်။ရေပေါ်စိုက်ခင်းသားအထိဆက်လီမောင်းသွားပြီးတော့မှရေပေါ်စိုက်ခင်းတွေကိုတော့လှေငယ်လေးနဲ့ဝင်ရမှာဖြစ်ပါတယ်။ပေရာပန်းတွေကလည်းဘယ်ချိန်ပဲကြည့်လှပစွာပွင့်နေကြပါတယ်။တမျော်တခေါ်မြင်နေရတဲ့ရေပေါ်စိုက်ခင်းတွေပဲဖြစ်ပါတယ်။ကုန်းပေါ်မှာလမ်းနာမည်တွေရှိတယ်လို့အင်းထဲမှာလည်းရေလမ်းနာမည်တွေရှိပါတယ်။ဒီရေပေါ်လမ်းလေးကိုတော့အဓိပတိလမ်းလို့ခေါ်ပါတယ်။အင်းလေးမှာရှိတဲ့ရေပေါ်စိုက်ခင်းတွေကကမ္ဘာမှာထင်ရှားပြီးတော့ unit farming system တစ်ခုလို့သတ်မှတ်ထားကြပါတယ်။ tourist attraction အနေနဲ့လည်းနာမည်ကြီးလာပါတယ်။ဒါကတော့ကျွန်တော်တို့ရေပေါ်စိုက်ခင်းတွေကိုမဝင်ခင်အပြင်ကနေတွေ့ရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်။မိမိရဲ့ကိုယ်ပိုင်စိုက်ခင်းတိုင်းမှာတဲငယ်လေးတစ်လုံးစီတော့ထားရှိကြပါတယ်။ထမင်းစားနားတဲ့အချိန်ပဲဖြစ်ဖြစ်နေ့လည်နေခင်ခဏနားကျင်တဲ့အချိန်ပဲဖြစ်ဖြစ်ဒီတဲငယ်လေးမှာနားကြပါတယ်။အင်းလေးကန်ရဲ့ရေပေါ်စိုက်ခင်းတွေကတစ်ခုနဲ့တစ်ခုအရွယ်မတူကြပေမဲ့အကျန်းဖြင့်တော့အကျယ်က6ပေခန့်ရှိနိုင်ပါတယ်။အရှိကတော့ပေ90ကနေပေရာခိုင်နှုန်းလောက်အထိရှိတတ်ပါတယ်။ရေပေါ်မှာပေါ်နေတဲ့ရေပေါ်စိုက်ခင်းရဲ့အထူကတော့များသောအားဖြင့်2ပေကနေ4ပေလောက်အထိရှိတတ်ပါတယ်။ရေပေါ်စိုက်ခင်းပြုလုပ်ပုံကတော့ကန်အောက်မှာရှိတဲ့ရေညှိတွေနှုံးတွေဗေဒါပင်တွေမြက်ပင်တွေကိုဖျက်ယူပြီးတော့မှအလွှာလိုက်စုပုံထားလိုက်ပါတယ်။ရက်တွေလတွေကြားလာတဲ့အခါမှာတော့ဒီစုပုံထားတဲ့ရေညှိတွေနှုံးတွေဗေဒါတွေမြက်ပင်တွေကအားလုံးရောထွေးပြီးတော့မှကျွန်းလိုပုံစံမျိုးဖြစ်သွားပါတယ်။အဲ့ဒီအခါမှာလွှားနဲ့ဖြတ်ပြီးတော့မိမိလိုသလိုရေပေါ်စိုက်ခင်းပုံစံကိုဖန်တီးယူကြရပါတယ်။ပြီးရင်တော့အပေါ်ကနေမြေကြီးထပ်ပုံပါတယ်
မြေကြီးပေါ်မှာနောက်ထပ်နှုံးမြေထပ်အုပ်ပါတယ်အဲ့ဒါပြီးရင်တော့ရေအနေငယ်ထားပြီးတော့မှသီးနှံတွေစပြီးတော့စိုက်ပျိုးလို့ရပါပြီအခုဆိုရင်တော့ရေပေါ်စိုက်ခင်းတွေကိုလင်ငယ်လေးနဲ့တွားနေပါပြီအင်းသားတွေရဲ့ရိုးရာလေလော်နီးတစ်ခုဖြစ်တဲ့ခြေထောက်နဲ့လေလော်ခြင်းဖြစ်ပါတယ်နှစ်စဉ်အော်တိုဘာလမှာကျင်းပတဲ့ဖောင်တော်ဦးဖျားပွဲတော်မှာဆိုရင်လေဖျားရုပ်ဘောတော်တွေကိုတင်ဆောင်ထားတဲ့ဖောင်တော်ကိုဆွဲလေးတွေနဲ့ဆွဲကြပါတယ်အဲ့ဒီဆွဲလေးတွေမှာလည်းခြေထောက်နဲ့လှော်ခတ်ခြင်းပုံစံကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့လေငယ်လေးနဲ့ရေပေါ်စိုက်ခင်းထဲမှာစတင်လေ့လာလည်ပတ်နေတာဖြစ်ပါတယ်ခရမ်းကျင်သီးတွေကိုစဆိုင်တဲ့အချိန်ကစလို့2လကြာတဲ့အခါမှာခူးဆွတ်နိုင်ပါပြီခရမ်းကျင်သီးတွေကိုစပြီးတော့ခူးတဲ့အချိန်ကစလို့နောက်ထပ်10ရက်ပြည့်ရင်တစ်ခါထပ်ပြီးတော့ခူးဆွတ်လို့ရပါတယ်10ရက်ပြည့်တိုင်းတစ်ခါခူးအဲ့ဒီလိုပုံစံမျိုးနဲ့အခါ20လောက်ထိခူးဆွတ်လို့ရပါတယ်အချို့ခြံသမားတွေကတော့တစ်နှစ်ကိုတစ်ခါပဲစိုက်ကြတယ်အချို့ခြံသမားတွေကတော့တစ်နှစ်ကို2ခါစိုက်ပျိုးကြပါတယ်တစ်နှစ်ကိုတစ်ခါပဲစိုက်မယ်ဆိုရင်ဒီကျွန်းမျိုးတစ်ခုဟာဒီရေဝစိုက်ခင်းတစ်ခုဟာ15နှစ်လောက်ကြာသုံးလို့ရပါတယ်တစ်နှစ်ကို2ခါစိုက်ပျိုးမယ်ဆိုရင်တော့ဒီရေဝစိုက်ခင်းကျွန်းမျိုးတစ်ခုဟာ10နှစ်လောက်ထိပဲသုံးလို့ရပါတယ်ရေဝစိုက်ခင်းတွေကို10နှစ်15နှစ်လောက်သုံးပြီးတဲ့အခါမှာတော့နောက်တစ်ခေါက်ပြန်ပြီးတော့မှအစ်စ်ပြန်ပြီးတော့မှလုပ်ရပါတယ်အစ်စ်ပြန်ပြီးတော့မှဝယ်ယူအသုံးပြုရပါတယ်ကျွန်းမျိုးတွေကိုလုပ်ပြီးတော့မှရောင်းတဲ့သူတွေလည်းရှိပါတယ်ကျွန်းမျိုးတွေရေပေါ်စိုက်ခင်းတွေကိုကိုယ်တိုင်လုပ်ဖို့အဆင်မပြေတဲ့သူတွေအတွက်ကတော့လုပ်ပြီးသားကျွန်းမျိုးတွေရေပေါ်စိုက်ခင်းတွေကိုအဆင်သင့်ဝယ်ယူအသုံးပြုကြပါတယ်အခုမြင်နေရတာကတော့တလာသားကန်ရှိတဲ့ခရမ်းကျင်ပင်တွေပဲဖြစ်ပါတယ်တချို့အပင်တွေကအပွင့်လေးတွေပွင့်နေပြီးအသီးလေးတွေစသီးနေပါပြီရေပေါ်စိုက်ခင်းပေါ်မှာလူတစ်ယောက်2ယောက်လောက်ကတော့အသာလေးရက်နေလို့ရပါတယ်ရေထဲကိုမြုပ်မသွားပါဘူးရေပေါ်မှာပေါ်နေတဲ့စိုက်ခင်းတွေဖြစ်တဲ့အတွက်လေပြင်းတိုက်လို့ရှိရင်အချိန်မရေရွေလျားသွားနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်ရေပေါ်စိုက်ခင်းတွေရွေမသွားအောင်ဝလုံးတွေနဲ့စိုက်ပြီးတော့မှထိန်းထားကြပါတယ်စိုက်ခင်းထဲမှာရှိတဲ့ရေတွေဟာလည်းကြည်လင်ပြီးတော့မှဒီစိုက်ခင်းတွေရဲ့အောက်ခြေကိုတော့မှသေချာရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်ကြည့်ရတဲ့ရှုခင်းတွေမြင်ကွင်းတွေကအရန်ကိုမှလှပပါတယ်အင်းလေးကိုရောက်ခဲ့မယ်ဆိုရင်ဒီရေပေါ်စိုက်ခင်းတွေရှိတဲ့နေရာကိုတစ်ခါလောက်တော့သွားရောက်လေလာလေပတ်တင်ပါတယ်အားလုံးသိကြတဲ့အတိုင်းအင်းလေးမှာလေလာလေပတ်ဆရာတွေအများကြီးရှိပါတယ်ငါးဖမ်းလုပ်ငန်းလေလုပ်ငန်းပပဲလုပ်ငန်းရက်ကန်းလုပ်ငန်းစစ်လိတ်ခုံလုပ်ငန်းအစရှိသဖြင့်လုပ်ငန်းတွေကိုလည်းသွားရောက်လေလာလေပတ်လို့ရပါတယ်ဒါကတော့ရေပေါ်စိုက်ခင်းတွေကိုအနီးကပ်မြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ဒါကတော့ရေပေါ်စိုက်ခင်းတွေကိုအပေါ်ကြီးကနေမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အရန်ကိုမှအလှပပါတယ်အင်းလေးရိုးရာခြေထောက်နဲ့လှီလော်တဲ့ပုံစံဖြစ်ပါတယ်ကဘာကျော်လှီလော်နီးတစ်မျိုးလည်းဖြစ်ပါတယ်ရေပေါ်စိုက်ခင်းတွေရဲ့အလှကိုဆက်လက်ကြည့်ရှုပေးကြပါအောင်နော်တဘာဝကိုချစ်မြတ်နိုးတဲ့သူတွေအတွက်ကတော့ဒီအင်းလေးကရေပေါ်စိုက်ခင်းတွေကိုတွားရောက်လက်ပတ်တဲ့အခါမှာလုံးဝကိုစိတ်ကြည်နက်မှုရစေမှသိကြပါတယ်ရေဘလောက်ကြည်လဲဆိုတာကိုအချို့နေရာတွေမှာရေထဲကငါးတွေကိုတော့လမ်းပြီးတော့မှတွေ့မြင်နိုင်ပါတယ်ကဘာကျော်အင်းလေးကန်ကရေပေါ်စိုက်ခင်းတွေပဲဖြစ်ပါတယ်အခုလက်ပတ်လေးလာပြီးပြီဆိုရင်တော့မြင်းနီကုန်းရွာလေးကိုပြန်ပါတော့မယ်မြင်းနီကုန်းရွာအဝင်လမ်းလေးဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အင်္ဂလိပ်ကန်နဲ့ပတ်သက်ပြီးတော့မှသိကျင်တဲ့အကြောင်းအရာလေးတွေရှိလို့ရှိရင်လည်း comment box ထဲမှာမေးမြန်းခဲ့လို့ရပါတယ်ကျေးဇူးတင်ပါတယ်